2026မှာထိရောက်နေဘယ်လိုလေ့လာကြမလဲအားမင်္ဂလာပါရှင်ကျွန်မကတော့ over စေပါဒီတစ်ခါကျွန်မ sharing လုပ်ပြမှာကတော့အင်္ဂလိပ်စာကိုဘယ်လိုမျိုးပျော်ဖို့ fun ဖြစ်တဲ့နည်းနဲ့ဘယ်လိုမျိုးလေ့လာမလဲပေါ့နော်အဲ့တော့ကျွန်မတို့ကအင်္ဂလိပ်စာကိုဖတ်စာအုပ်ထဲမှာဖတ်တယ်ရေးချတယ်စာဖတ်တယ်စာရေးတယ် grammar လေ့လာတယ်စာရေးချလိုက်တယ်အဲ့လိုမျိုးလုပ်ရင်လည်းတင်ကျွန်မတို့အလွယ်တကူမရနိုင်ဘူးပေါ့နော်ရတော့ရလိမ့်မယ်ဒါပေမဲ့တကယ်တမ်းကိုယ့်ရဲ့ grammar တွေကကောင်းတယ်ကိုယ့်ရဲ့ writing skill တွေကောင်းတယ်ဆိုပေမဲ့တကယ်တမ်းလူတယောက်နဲ့တယောက် conversation လုပ်ရတဲ့အခါမှာစာရေးတာတဲ့ကျွန်မတို့က speaking ကိုပို့ပြီးတော့အားစိုက်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်မတို့စကားပြောတဲ့အခါမှာ speaking မှာ block မဖြစ်အောင်ပေါ့နော်ပါးစပ်ကနေပြီးတော့ပြောချင်တဲ့ဟာကိုရှုခနဲ့ဆိုပြီးတော့ထွက်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့စကားပြောလေ့ကျင့်ဖို့လိုပါတယ် daily စကားပြောပါစကားပြောတဲ့အခါမှာဥပမာကျွန်မတို့စာရေးနေတယ်ဆိုရင် I'm writing စာရဖြစ်ပေါ့နော်ဥပမာသွားတိုက်နေတယ်ဆိုရင် I'm brushing my teeth စာရဖြစ်ပေါ့နော်အဲ့ဒါကိုအများအားတွေးပြီးတော့ပါးစပ်ကနေပြီးတော့အတန်ထွက်ပြီးတော့ပြောပြဖို့လိုပါတယ်အဲ့လိုလုပ်ပြီးချင်းကကိုယ့်ရဲ့ speaking skill ကိုအများကြီးတိုးတက်စေပါတယ်နောက်တစ်ခေါက်ကျတော့တကယ်တော့အင်္ဂလိပ်စာလေ့လာမယ်ဆိုရင်အရင်ပြင်းဖို့ကောင်းတဲ့နည်းနဲ့ကျမတို့လေ့လာစရာမလို fun ဖြစ်တဲ့နည်းနဲ့လေ့လာလို့ရတယ်ဥပမာစာတော့လေ့လာဖို့လိုအပ်နေတယ်ဒါပေမဲ့အရင်စိတ်ညစ်နေတယ်အရင်စိတ်မပါနေဘူးဖြစ်နေတယ်ဆိုရင်တော့ကျမတို့ movie ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ movie ကဘာဖြစ်ဖို့လိုလဲဆိုရင်တော့ English subtitle ပါရမယ်ပြီးရင်သူ့ရဲ့ movie ကအင်္ဂလိပ်စာဖြစ်အင်္ဂလိပ်စကားပြော movie ပုံစံမျိုးဟာဆိုရင်ပိုမိုက်တယ်ပေါ့နော်တချို့ movie တွေရှိပါတယ်သူ့ရဲ့ movie တခုလုံးကလွယ်လေးနဲ့နားလည်နိုင်တဲ့ movie တွေရှိတယ်ပေါ့နော်တချို့ကြတော့လည်းကောင်းတဲ့ movie တွေကိုကြည့်ချင်တယ်ဆိုရင် English subtitle နဲ့ကျမတို့ကြည့်ဖို့လိုတယ်ပေါ့နော်ဒါကလည်းစာလေ့လာတဲ့နည်းတစ်မျိုးဖြစ်တယ်အဲ့တော့ဒီလိုလုပ်ပေးခြင်းအပြင်ကျမတို့ချိန်ခဏနဲ့တွင်းမှာအရန်တိုးတက်တယ်ပေါ့နော်အဲ့တော့အများနားလည်နိုင်တယ်လွယ်လွယ်လေးနဲ့နားလည်နိုင်တယ်တကယ်လို့ကိုနားမလည်နိုင်တဲ့စကားလုံးတွေပါနေမယ်ဆိုရင်ကျမတို့ dictionary ခောက်လို့ရတယ် dictionary ကျမတို့လမ်းပြီးတော့ကြည့်လို့ရတယ်အဲ့တော့အဲ့ဒီစကားလုံးကိုကျမတို့နေ့စဉ်ဘဝမှာဘယ်လိုသုံးလို့ရလဲဆိုတာ movie မှာသုံးသွားတဲ့ဟာကိုကျမတို့အတူယူပြီးတော့နေ့စဉ်ဘဝမှာအဲ့ဒီစကားလုံးကိုအခြေပြုပြီးတော့ပါတယ်သုံးလို့ရလဲဆိုတာကျမတို့တစ်ခါပြန်စဉ်းစားလို့ရတယ်ပေါ့နော်ဒါနည်းတစ်နည်းဖြစ်ပါတယ်နောက်တစ်ခုကျတော့မြန်သိချင်တယ်စကားပြောတာလဲလုခနဲ့နဲ့ထွက်ချင်တယ်ဆိုရင်ကျမတို့ဒီတိုင်းပဲနားထောင် movie ကြည့်တာမျိုးဒီဟာလုပ်ရင်တော့တဝဲတော့ရောက်နေပြီပေါ့နော်အဲ့တော့ဘာထပ်လုပ်ဖို့လိုလဲဆိုရင်တော့ shadowing လို့ခေါ်တယ်ပေါ့နော်ကျမတို့ focus တင်နားထောင်တဲ့အခါမှာ ကျမတို့ focus တင်နားထောင်တဲ့အခါမှာ like ပြီးတော့သူ့ရဲ့နောက်ကနေ like ပြောနေရမယ်ပေါ့နော်အဲ့ဒီတော့တချို့ basic learner တွေအတွက်က shadowing လုပ်ပေးတဲ့podcast တွေ video တူလေးတွေရှိတယ်အဲ့ဒါသူတို့ဖြစ်ပြောသွားလိမ့်မယ်သူတို့ပြောသွားတဲ့နောက်ကိုကသူ့ရဲ့အတန်ထုံးပေါ့နော်အတန်ထုံးအသက်ကြရဲ့သူ့ရဲ့အတန်ကာလာနေထားဘလို့ရှိလဲသူဘလို့တက်သူဘလို့ကြသူဘယ်နေရာမှာ stress လောက်လဲသူဘယ်နေရာမှာအတန်ကို short လဲဘယ်နေရာမှာအတန်ကိုဖိလဲဆိုတာကိုကျွန်တော်တေချာနားထောင်ပြီးတော့လုပ်ရမှာဖြစ်ပါတယ်အဲ့ဒါက 80% ကတော့ကိုယ့်ရဲ့ speaking skill ကိုအရင် support ဖြစ်တယ်ပေါ့နော်ဒီလိုမျိုး shadowing လုပ်တယ်ဆိုတာကအရင် support ဖြစ်တယ်အဲ့တော့ဒီဟာကိုလုပ်ဖို့ကျွန်မတိုက်တွန်းတယ်နောက်တစ်ခုက focus တွေထဲမှာပဲ we shadowing လုပ်လို့မရဘူးခုနကကျွန်မ movie တွေကြည့်တယ်မလား movie တွေမှာသူတို့ဘယ်လိုပြောလဲ movie တွေကပို့ပြီးတော့daily English ပို့စံနေပေါ့နော်သူတို့က daily ပြောနေတဲ့ပုံစံမျိုးပဲပြောတယ်ဆိုတော့ movie တွေပြောတဲ့အတိုင်း movie တွေကိုကြည့်ရင်လည်းကိုနားလဲမယ်အမှတခါတည်း learning လုပ်လို့ရတယ်ပေါ့နော်စာဖတ်မယ်ပြီးရင်တခါတည်း subtitle ကို English လို့ကြည့်မယ်ပြီးနောက်တခါကျတော့ movie ထဲမှာပဲတခါတည်းသူတို့ပြောတဲ့ဟာကိုကျမတို့ English လိုမျိုးပေါ့နော်သူတို့ပြောတဲ့ဟာကိုပဲကျမတို့ shadowing လိုက်မယ် shadowing ဆိုတာကအရှိကပုတ်ကိုပြောသွားတဲ့ဟာကိုနောက်ကနေတူလိုက်ပြောနေတာပေါ့နော်သူလေယူလေတင်းတိုင်းအဲ့ဒီဟာတွေအတိုင်းကိုကျမတို့ကလိုက်ပြောရတဲ့နီးကိုပြောတာဖြစ်တယ်အဲ့တော့အဲ့ဒီနီးကအရန်အလုပ်ဖြစ်တယ်အဲ့တော့ပြောချင်တာကကလေးကအင်္ဂလိပ်စာကိုအရင်လေ့လာချင်နေတယ်အရင်စိတ်ဝင်စားရဆိုရင်တော့ fight တဲမှာစူးစမ်းပါလို့ပြောချင်ပါတယ်ပြီးကြတော့အရင်ပြင်ဖို့ကောင်းတဲ့နီးနဲ့မစူးစမ်းကြပါနဲ့လို့ပြောဖို့ကောင်းတဲ့နီးနဲ့စူးစမ်းကြပါဒါကလည်းကိုယ့်ရဲ့ daily life မှာအရင်အထောက်အကူပြုတယ်ပေါ့နော်နောက်တစ်ခုလိုအပ်တာကဒီလိုမျိုး shadowing လုပ်တယ်နားထောင်တယ်ပြီးနောက်တစ်ခါကျတော့ကို daily ပြောဖို့လိုအပ်တယ်ပေါ့နော်လူမရှိဘူးဆိုရင်တော့ကျမတို့မှမှန်ရှိတယ်ကိုပြောလို့ရတယ်မှန်ကြည့်ပြီးတော့ကို
အများအားတရက်မှာဘယ်နှမိနစ်လဲ practice လုပ်ရတယ်အဲ့ဒါကလည်းကိုယ့်ရဲ့ speaking skill ကို record လုပ်ပေါ့နော်ကိုယ့်record လုပ်ပြီးတော့ practice လုပ်မယ်ဆိုရင်တရက်2ရက်တစ်ပတ်2ပတ်ကြာသွားတဲ့အခါမှာကိုယ့်ရဲ့ day 1နဲ့ကိုယ့်ရဲ့ day 10စသဖြင့်ပေါ့နော်အဲ့ဒါဘာကွာသွားလဲဆိုတာကိုမြင်ရမယ်အဲ့တော့ဒီလိုမျိုးလုပ်ပေးခြင်းကလည်းဒါကအရင်ခက်ခဲတဲ့အရာမဟုတ်ဘူးပေါ့နော်အရင်ခက်ခဲတဲ့အရာမဟုတ်ဘူးတခြားကိုယ့်နဲ့ conversation လုပ်မဲ့တခြားလူတယောက်လည်းကျမတို့မလိုဘူးတယောက်တည်းလုပ်နိုင်တဲ့အရာဖြစ်တယ်ပြီးတော့အရင်ထိရောက်ပြီးတော့အင်္ဂလိပ်စာကိုလွယ်လွယ်လေးနဲ့အချိန်တိုတွင်းမှာရနိုင်တဲ့နည်းလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီတော့နေ့တစ်မှာဒီနည်းလေးကို try ကြည့်ဖို့မမေ့နဲ့နော်ဟုတ်နောက်တစ်ခုချန်သေးတဲ့ဒါကတော့အင်္ဂလိပ်စာလေ့လာတဲ့နည်းတော့မဟုတ်ဘူး။ကြလို့ဗီဒီယိုကအထောက်အကူဖြစ်တယ်ဆိုရင်ကျမရဲ့ဗီဒီယိုကို like and share လုပ်ပြီးတော့ကျမရဲ့ channel ကိုလည်း subscribe လုပ်သွားပေးဖို့ကိုလည်းကျမတောင်းဆိုပါရရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်။